ဇုံမီတိုင်းရင်းသားများအပါအဝင်မြန်မာပြည်တွင်မြေသေးနေထိုင်သောတိုင်းရင်းသားအားလုံးတို့၏နိုင်ငံရေးအရာတန်းတူညီမှုရရှိဖို့နှင့်အနှစ်သာရပြည့်ဝသောဒီမိုကရေစီနှင့်ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအခြေခံသည့်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက်သက်ဆိုင်ရာအင်အားစုအသီးသီးတို့နှင့်လက်တွဲအကောင်အထည်ဖော်တည်ဆောက်ဖို့ကြိုးစားဆောင်ရွက်သွားရန်ဖြစ်ပါသည်ထို့ကြောင့်ကျမတို့ဇုံမီအမျိုးသားပါတီ၏မူဝါဒသဘောထားလုပ်ငန်းစဉ်များကိုအောက်ပါဖော်ပြအတိုင်းတင်ပြသွားမှာဖြစ်ပါသည်ရှင်အခြေခံမူများတစ်ဇုံမီတိုင်းရင်းသားများ၏အမျိုးသားအကျိုးစီးပွားကာကွယ်ဆောင်ရှောက်မြင့်တင်ရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စုပြည်ပြင်းစွာပေါ်ထွန်းရေးအတွက်အခြားသောနည်းကိုတိုင်းရင်းသားများနှင့်အတူတကွလက်တွဲကြိုးပမ်းဆောင်ရွက်ရေး၃ဇုံမီတိုင်းရင်းသားများ၏ဥစ္စာဒနာအမြင့်မီကိုးကွယ်သည့်ဘာသာစာပေယဉ်ကျေးမှုဓလေ့ထုံးသားများအားကာကွယ်ထိန်းသိမ်းဆောင်ရှောက်မြင့်တင်ရေး၄နိုင်ငံတော်၏အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးငြိမ်းချမ်းသာယာသောလူအတိုင်းအဝန်းတည်ဆောက်ရေးနှင့်လွတ်လပ်ရေးအတွန်းစီကြာတည်တံ့ခိုင်မြဲရေးငါမြန်မာနိုင်ငံ၏နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များနှင့်နိုင်ငံပြန်လည်တည်ဆောက်ရေးတွင်ဇုံမီတိုင်းရင်းသားများအားကိုးစားပြုရေးဆိုနိုင်ရေးတို့ဖြစ်ပါသည်ကျမတို့ဇုံမီအမျိုးသားပါတီ၏အဓိကရည်ရွယ်ချက်များကိုလည်းဆက်လက်တင်ပြသွားမှာဖြစ်ပါသည်ရည်ရွယ်ချက်တစ်ဇုံမီတိုင်းရင်းသားများအားလုံးသွေးစည်းညီညွတ်ရေးရရှိအောင်ဆောင်ရွက်သွားမယ်နှစ်အခြေခံလူအခွင့်အရေးများရရှိရေးနှင့်ဒီမိုကရေစီအခွင့်အရေးကြောင့်လူနည်းစု၏အခွင့်အရေးနိုင်ငံသားအခွင့်အရေးထိခိုက်ဆုံးရှုံးမှုမရှိဘဲအထစ်အခိုက်မရှိအောင်ဆောင်ရွက်မယ်၃အမြင့်မြန်မာနိုင်ငံတော်၏စီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးကဏ္ဍများပုံမူပေးတိုးတက်မြင့်မားရေးကြိုးပမ်းမယ်၄ဇုံမီတိုင်းရင်းသားများဘိုးဘွားစဉ်ဆက်နေထိုင်သည့်ဒေသများနှင့်ဆက်ဆက်တဲ့ဒေသအားလုံးတပြင်းနေဘက်ဆောင်ဖွံ့ဖြိုးတိုးတက်ရန်ဆောင်ရွက်သွားမယ်ငါလွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်ကိုပြည်ပြင်းစွာအကောင်အထည်ဖော်ဆောင်နိုင်ရန်ကြိုးပမ်းမယ်၆ဇုံမီဒေသအတွင်းထွက်ရှိသောတဘာဝတယံတန်တများ၏ထိုက်တန်သောအကျိုးခံစားခွင့်များကိုဇုံမီတိုင်းရင်းသားများရရှိအောင်ကြိုးစားဖော်ဆောင်မည်ခုနှစ်ဇုံမီဒေသအတွင်းစိနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများတိုးချက်ဖွင့်လှစ်နိုင်ရေးနှင့်ထိုလမ်းကြောင်းများမှရရှိသောအခွန်အခသို့မဟုတ်အကောက်ခွန်များကိုပြည်ထောင်စုပြည်နယ်နှင့်ဒေသန္တရဒေသများရှိပြည်သူများတာတူညီစွာရရှိအောင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်တစစ်သေးတွင်ဆက်လက်၍ကျမတို့ယုံမီအမျိုးသားပါတီ၏စေလုပ်ငန်းစဉ်များကိုလည်းမြေပပြည်သူများသိရှိနိုင်ပါရန်တင်ပြဆွေးနွေးသွားမှာဖြစ်ပါသည်လုပ်ငန်းစဉ်များတစ်ပြည်ထောင်စုအတွင်းမြေသေးနေထိုင်သောပြည်သူလူထုတရက်လုံး၏ဒီမိုကရေစီအခွင့်အရေးကိုထောက်ခံကာကွယ်ရေးနှစ်တိုင်းရင်းသားလူမျိုးပေါင်းစုံတို့၏ချစ်ကြည်ရေးစည်းလုံးညီညွတ်ရေးတရားမျှတသောတန်းတူအခွင့်အရေးရရှိရေးစသည်တို့ကိုအခိုင်အမာတည်ဆောက်ရင်းပြည်ထောင်စုကြီး၏အချုပ်အခြာအာဏာကိုကာကွယ်ဆောင်ရှောက်ရေး၃လွတ်လပ်စွာပွင့်လင်းသောနိုင်ငံရေးမူဝါဒကိုကျင့်သုံးရင်းပြည်တွင်းငြိမ်းချမ်းရေးမှတဆင့်ကမ္ဘာငြိမ်းချမ်းရေးကိုတစ်ဖက်တစ်လမ်းမှအထောက်အကူပြုစေရေး၄နိုင်ငံသားတိုင်းလူနည်းစုများ၏ပညာသင်ကြားခွင့်အခွင့်အလမ်းများနဲ့မိမိလိုချင်သည့်အသက်မွေးဝမ်းကြောင်းပညာအရပ်ရပ်တို့အား
လွတ်လပ်စွာလေ့လာစေပိုးနိုင်ရေးအတွက်အခွင့်အရေးလမ်းများကိုဖော်ဆောင်ပေးနိုင်ရေးတို့ဖြစ်ပါသည်နေကုန်းချောအနေနဲ့ကျွန်မတင်ပြလိုတာကတော့ဇုံမီမိဘပြည်သူများအနေဖြင့်သိထားရမည်မှာအခြားသောသစ္စာရာတိုင်းရင်းသားနေကိုအသေးသေးတို့ဒီလည်းမိမိတို့တိုင်းရင်းသားလူမျိုးကိုစားပြုသောပါတီကိုသာလျှင်ထောက်ခံဆန္ဒမဲပြီးရွေးကောက်တင်မြှောက်ကြမေမှာအေကမလွဲဖြစ်ပါသည်ထို့ကြောင့်ဇုံမီမိဘပြည်သူများအနေဖြင့်လဲဇုံမီတိုင်းရင်းသားများ၏အမျိုးသားအကျိုးစီးပွားကာကွယ်ဆောင်ရှောက်မြင့်တင်နိုင်မဲ့မိမိတို့လူမျိုးကိုစားပြုသည့်ဇုံမီအမျိုးသားပါတီကိုသာထောက်ခံဆန္ဒမဲပြီးရွေးကောက်တင်မြှောက်ကြပါရန်ကျမအနေဖြင့်အလေးအနစ်ထားနှိုးဆော်တိုက်တွန်းချင်ပါတယ်ရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးစိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံပါစေရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နဗစ်ပီတုံဝါလုံတမမအေတုပါထဖာ